ဂျွန်ကြီးတာယာမလာပြီတယ်ကျွဲကြီးပုတ်တယ်ကျွဲကြီးပုတ်တယ်ဂျွန်ကြီးပဲတာဖွင့်လာတယ်နာဝင်းတာယာမလာပြီတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်နော်နာဝင်းမာလာတယ်ဟုတ်ပါတယ်ဗျာနော်ပြီးတာပြီပါသွားခဲ့တယ်ဒီနာဝင်းဂျွန်ကြီးပဲအတာပဲအဲ့တော့စပါပြီဗျာနော်ကဲမကတော့လောက်အောင်ပါထိုင်းစားပစ်ပါဗျာယူကျင်တို့ပါတဲ့အခုရှမ်းဘက်ကဟုတ်တယ်ညီလေးတော့တယ်မရသေးဘူးတော့ညီကဲထိုင်းစားပစ်တလုံးပေါက်သွားပါတယ်ဗျာနော်ပြတ်ဖြစ်သွားပါပြီဗျာနော်စားပစ်နှလုံးပေါက်သွားပါတယ်ဗျာနော်ထိုင်းကကဲထပ်ပေါက်ပြန်ပြီနော်ပို့ချင်းကကဲမတတိလက်ဖြစ်သွားပါပြီဗျာနော်ကိုမင်းလောင်းတဲ့ဘက်ကရှုံးမှာပါသုံးပါရကဲစားပစ်တလုံးထပ်ပေါက်တယ်အမှတ်ကတော့1တတိဖြစ်သွားပါပြီဗျာနော်အတာပဲဟာလာပြီးပြီလောင်းဝင်းပြီးတာပြီမဲ့လည်းရာမတင်ခဲ့ပါဘူးဗျာနော်ဒီ1ပါဗျာနော်ကိုဂျွန်ကြီးကျဲကြီးလားကိုဟုတ်တယ်ညီလေးနော်ကိုဂျွန်ကြီးကျဲကြီးပါဗျာနော်အခုစော်စီတာဗျာမနောက်ပါလားညီလေးနော်ကိုကြီးရှိတယ်နော်ကောင်ပေါင်းလေးပေးမှာဟာလာပြီဟုတ်ပါတယ်ဗျာနော်ကျဲကြီးဆိုတဲ့အတိုင်းပါပဲကဲမတော့1တီးပါဗျာနော်အတာဖွင့်လာနဲ့ပြီးတယ်ဗျာကိုဂျွန်ကြီးဝေးသွားပါတယ်ဗျာနော်3-1ဗျာကဲနောက်ဝင်စားပစ်ပါဝေးပါတယ်ဗျာနော်စာပင်ချိန်ပါပဲနောက်ဝင်ပဲနောက်ဝင်မာလာပြီဟောင်းပါတယ်နော်အတားကလို့ကဲမတတိဝမ်းမှာထိုင်းစားပစ်ပါဗျာနော်နောက်ဝင်ထပ်ပုတ်ထားတဲ့ဂျွန်ကြီးပဲမာလာပြီတဲ့ကဲပိုက်မကြော်ခဲ့တဲ့အမှတ်ကတော့ဖိုးဝန်းဖြစ်သွားပါပြီဗျာနော်ဒါကြီးခက်ထိုးတယ်ဂျွန်ကြီးပဲဂျွန်ကြီးမာလာပြီတဲ့ကောင်းပါတယ်နော်ကျွဲကြီးဘဝအတာပဲကဲမလာတူးဖို့ဖြစ်သွားပါပြီနော်ကျွဲကြီးစားပစ်တလုံးပေါက်သွားတဲ့အတွက်မကတော့တူးဖို့ပါလားနော်ဝေးဘုံချုပ်ထိုးတာလေကဲဒါကြီးတာပြီးတာပြီပါသွားခဲ့တယ်ဒီနာဝင်းဂျွန်ကြီးပဲကိုဂျွန်ကြီးပြန်ပြီလေကဲမတတိဖို့ဖြစ်သွားပါကြနော်ကဲပိုက်မကြော်ခဲ့ပါဘူးနော်စာပင်ချိန်မှာအမကတော့ဖိုးတတိပါနော်ဖိုး3ဗျာတပြုံကြီးမာလာပေးတယ်ကျွဲကြီးကောင်းပါတယ်နော်ကျွဲကြီးကဲတတိဖိုးပါဗျာနော်နာဝင်ပဲနာဝင်မာလာတဲ့ကောင်းပါတယ်ဗျာနော်ဖိုးတတိပါဗျာထိုင်းနိုင်ဖို့မလွယ်ပါဘူးဟုတ်တယ်ညီတွေနော်လော18ပဲကျွဲကြီးဖွင့်ထားတဲ့ဂျုံကြီးတာယာမလာပေးတဲ့ကျွဲကြီးပေါက်ပြီကောင်းပါလေဗျာနော်ငါသုံးဟုတ်တယ်ညီလေးနော်ဟုတ်ကဲ့ဘောဒီအောက်ကြီးပြန်များနေတယ်ကောင်းပါလေနော်အတစာပင်ချိန်မှာမကတော့ဖိုးတတိပြပါနော်ဒီနောက်ဝင်ခိုင်းထိုးတာလေဂျုံကြီးတာယာမလာပေးတဲ့ကျွဲကြီးပေါက်တယ်ကောင်းပါလေဗျာနော်ကျွဲကြီးအောက်ကြီးသမားတွေများတော့အတဖွင့်ထားတဲ့နာဝင်းတာယာမလာပေးတဲ့တကောင်းပါလေနော်အတအမဖိုး3ဗျာကဲမတော့ဖိုးတတိပြပါနော်ဟိုလာတဲ့ဂျာချင်းမာရာဘေဘီကျွဲကြီးကောင်းပါလေဗျာနော်
ပြီးတော့ပြီးတော့ဆယ်ချစ်တယ်ပဲနာဝင်မဲ နာဝင်းအသားရထိန်းတာ နာဝင်မာလာတဲ့အတကောင်းပါလေဗျာနော်အတအင်းထိုးပါဟာဟုတ်တယ်ညီလေးနော်ဂျုံကြီးတာယာမာလာပြီလေကောင်းပါလေနော်ကဲပွဲတော့တကယ်မြောက်သွားပြီဗျာအခုမှပွဲကြည့်လို့ကောင်းပါပါနော် မာလာပြီဗျာ ကဲအမတ်တို့ဖိုးအော်ဖြစ်သွားပါနော်အတာဖွင့်လာပြီ ဟုတ်ကမင်းတွေအဲ့ဒီပေါ်လေဖိုင်းပါကဩ ဒီလာပြီ ဒါလေးတွေ ကဲအမတ်တို့ဖိုးအော်ပါနော်အမတ်တို့ဖိုး ကိုဂျူနီချုပ်ထိုးပြီးဂျာလေးဖိုက်ထိုးဖြစ်သွားပြီ ကဲမြန်မာစားပစ်တလုံးပေါက်သွားတော့အမတ်တော့ဖိုက်ဖိုးပါပါနော်ကဲမြန်မာ9မှထိုင်းက4မှဖြစ်သွားပါပြီ ချုပ်ထားတယ် အတာပဲ တာမာ နာဝင်း နာဝင်းမာလာပြီ ဟေးစားပစ်ပါအမတ်ကတော့ဖိုးဖိုက်ပါမြန်မာတမတ်တောင်သွားပါပြီနော် ဟုတ်တယ်လေးပေးပြန်ပေါက်ပြန်ပြီဗျာနော် ကျွဲကြီးဖွင့်ထားတယ်ဒူကြီးတိုင်ရမှာလာပြီလေ လေးသိန်းကျော်ပါလာ ဒူ ပြီ ကြီးပဲ ပါလာပြီလေကျွဲကြီး ကဲအမတ်တော့စစ်ဖိုးဖြစ်သွားပါပြီနော်ဟုတ်ပါနော်အတာပဲ ဒီမှာဘတ်30ဖြစ်ပြန်ပြီ စာပင်ချိန်မှာအမတ်ကတော့ဖိုးစစ်ပါပါတော့ဂျုံကြီးကတကယ်ကြိုးစားပါလေဗျာအဲ့ဒီတော့နိုင်ပြီွားရွှေမြန်မာတွေပြော ဒါကြီးပေါက်ပြန်ပြီတလုံးအမကတော့ဖိုက်စစ်ပါဘာမဆိုဖြစ် ကဲနာဝင်းရစာပင်ဂျားထဲမှာပေါက်သွားတော့အမတ်ကတော့5-6ဖြစ်သွားပါပြီဗျာနော်ဂျုံကြီးတိုင်ရမှာပြီလေဟောင်းပါတယ်နော်ကဲစစ်ဖိုက်ပါမြန်မာ6မှထိုင်းရမှာပါตอนนี้สกอร์ဟုတ်တော့ဟာครับနာဝင်းမဲနာဝင်းတိုင်ရမှာလားပြီအတကောင်းပါတယ်နော်ချိဘလောက်လဲကိုတယ်ညီလေးမနှဲပါဘူးနော်ဒီလို ဟိုလာပြီဘန်ကောက်တော့ပေါက်ပြန်ပြီပြန်တက်ပြီးသွားပြန်ပြီလေပဲဗျာညီ အ ကို မကလောင်းကြပါဗျာကဲအမကတော့စစ်အော့ဖြစ်သွားပါပြီဗျာနော်အမကတော့စစ်အော့ဖြစ်သွားပါပြီဗျာနော်ထိုင်းစားပဲပါ ပို့ထားတယ်ပို့ထားတယ် ကိုဂျူကြီးမဲကိုဂျူကြီးတိုင်ရမှာလားပြီတဲ့ကျဲကြီး ကျွဲကြီးတလုံးလုံးလေးချောလာပြီတော့ ကဲ9မိနစ်ကိုကျွေးတစ်လုံးလွဲသွားတော့အမကတော့7-6ဖြစ်သွားပါပြီဗျာနော်ဝေးပါတယ်ဗျာနော် ကလမမလို့မင်ခေါ်လာစီရတဲ့ BG ကနာလို့ကောင်းတော့ကောင်းနော် အား6မှထိုင်ရ9မှပါအတာဖွင့်လာတဲ့နာဝင်း ပါပြီ ဟို ဝဲလာပါ ဟုတ်တယ် ပိုက်ပြီးကြောပြန်မှုကြာ ကျွဲကြီးကလောနေတယ်ဟုတ်တယ်ညီလေးနော်ပိုက်အမြင့်မှာအမကတော့7-7မှာမြန်မာစားပစ်ပါဗျာနော်ပြောင်းလို့ပြည့်တယ်နော်အတာဖွင့်လာတဲ့နာဝင်းအောင်းပါတယ်ဗျာနော်နာဝင်းချင်းတောင်းရတယ်ကဲမတော့7-7ပါထိုင်းစားပစ်ပါဗျာနော် ပို့ထားတယ် ကိုကျွင်းမဲကိုကျွင်းတာယာမလာပြည့်ကျဲကြီးကောင်းပါလေဗျာနော်စာပင်ချိန်မှာအမကတော့6-7မှာပြောလို့ရတယ်ကိုကြီးရဲ့မြန်မာကဲအမတ်တို့7အော့ပါပါနော်ညအပေးမှာ နည်းနည်းလေးပဲ ကဲဝေးသွားပါလေဗျာနော်ကျွဲကြီးစားပစ်ကဲအမတ်တို့7အော့ပါဗျာနော်ဂျုံကြီးနာဝေးမာလာတဲ့ကျွဲကြီးဖွင့်ထားတဲ့ကဲအမကတော့8-7ဖြစ်သွားပါပြီဗျာနော်ကဲမြန်မာအရှင်းမှာထိုင်းရ9မှတ်နဲ့မြန်မာတွေကတော့8စချိန်သွားပါပြီနော်ဘက်ကအတပါနော်ညီလေးနော် ဒါကဲခိုင်ကြာဟာဟောလိုက်တာဒီနေ့ဒီလာပြီအော်ကျွဲကြီးဒီကနေ့နိုင်စေးဖြစ်သွားပြန်ပြီ
ကဲအမကတော့9-7ဖြစ်သွားပါပြီနော်အတာပဲနာဝင်းမားတဲ့မိတိုင်းရဲ့မိမိမဲ့လည်းရာမထင်ခဲ့ပါဘူးနော်စာပင်ချိန်မှာပဲကဲအမကတော့7-9ပါဗျာနော်ကဲစကူဖြိုးရမင်္ဂလာပါဗျာဟုတ်ကဲ့ပါညီလေးနော်ကဲမကတော့9 off ဖြစ်သွားပါပြီဗျာနော်ကျဲကြီးပုတ်တဲ့ကောင်းပါလေဗျာနော်9 off ပါနော်အမကတော့9 off ပါကျွဲစပ်ပစ်ပါအတာဖွင့်ထားတဲ့နာဝင်းမားတဲ့အတာကောင်းပါလေဗျာနော်အတာကဲတချို့တော့ comment လေးတွေကြော်ဝိုင်းနေအပြစ်တော်မြင်မြဲချစ်တော်မြင်ပြပါလို့ကျွဲကြီးဖွင့်ထားတဲ့ဂျုံကြီးတာယာမားလာပြီးတဲ့ကျွဲကြီးပုတ်တဲ့ကောင်းပါလေဗျာနော်အိုင်ပါညီလေးနော်အတာဖွင့်ထားတဲ့နာဝင်းမားလာတဲ့ကောင်းပါလေနော်အတာမင်္ဂလာပါကိုကြီးရောဟုတ်ကဲ့ဗျာမင်္ဂလာပါဗျာနော်ကဲအမှတ်သူ9 off ပါဗျာနော်ဝေးပါလေဗျာနော်စာပင်ချိန်မှာမင်းဘာဖြစ်နေကြလဲဟာမင်္ဂလာညီလေးမင်းချစ်သူကြီးဘာဖြစ်လဲညီလေးကောင်းပါလေဗျာနော်ကျွဲကြီးကိုမင်းမတွေ့ပါလားကိုမင်းမိုးမောင်နာဝေးမားတယ်ကောင်းပါတယ်ဗျာနော်အဲ့တော့ကြော်ပါမလို့မိနစ်30မြန်တယ်ဟုတ်တယ်ညီလေးအမကတော့9 off ဖြစ်သွားပါပြီနော်ဂျုံကြီးတာယာမားလာပြီတယ်ကျွဲကြီးပုတ်တယ်ကောင်းပါလေဗျာနော်ကျွဲကြီးရဘွားတွေရတယ်ကဲကောင်းပါလေကဲမ9 off ပါပဲနော်အတာဖွင့်ထားပြီနာဝေးမားလာတယ်ကောင်းပါလေဗျာနော်ကဲမကတော့9 off ပါပဲနော်ကဲထိုင်းစားပြပါဗျာနော်ဂျုံကြီးပဲဒီဘော့တွေဖျောင်းတယ်နေတာချုံခတ်နေတာလားမောတော့ရဲ့နာဝင်းမဲနာဝင်းတာယာမားလာပြတဲ့အတကောင်းပါလေဗျာနော်မိုက်တယ်ဖြစ်သွားတယ်သူ9 off ပါနော်သူစပွန်ဆာပါညီလေးနော်စပွန်ဆာပေးထားတာပါဒီလုံးထုတ်တယ်မာလာတဲ့ကျွဲကြီးကောင်းပါလေဗျာနော်9 off ပဲဗျာနာဝင်းမဲကောင်းပါလေဗျာနော်ဒါချင်းထိုးတယ်ဝေးတယ်ဗျာနော်ညီလေးတာဖွင့်လာတယ်ကောင်းပါလေနော်အတာကောင်းတဲ့ဖွင့်ရတာထွက်တာပဲကျွဲကြီးဖွင့်လာတဲ့ဂျုံကြီးတာယာမားလာပြီတဲ့ကောင်းပါလေဗျာနော်ကျွဲကြီးအတာပဲကောင်းပါလေဗျာနော်အတာကဲအမှတ်သူ9 off ပါပဲနော်ပွဲရပါဗျာနော်ရှုပ်ဖွတ်ထားတယ်ဂျုံကြီးပဲကျွဲကြီးကိုတီကိုဟောလိုက်တာဝေးပါလေနော်ကျွဲကြီးစားပဲကဲ9 off ပါတော်တော်ကြာနေပါပြီဗျာနော်ပါဘူးနော်ထိုင်းနေရရတယ်ရန်ကုန်ကောင်းပါလေဗျာနော်နာဝေးအလဲစီရရတာသူကခေါ်လို့ရတယ်လေအဲ့တော့တန်း9ဖြစ်သွားပါပြီဗျာနော်ကဲမကတော့လက်9ဖြစ်သွားပါပြီဗျာနော်ကိုဂျုံကြီးတာယာမားလာပြီတဲ့ကျွဲကြီးကောင်းပါလေနော်ကျွဲကြီးစာပင်ချိန်မှာမကတော့9တန်းပါပဲနော်အတာပဲနာဝင်းကောင်းပါလေဗျာနော်ထိုင်းစားပဲတလုံးပေါက်သွားတဲ့အတွက်အမှတ်ကတော့11-9ဖြစ်သွားပါပြီဗျာနော်ကောင်းပါလေဗျာနော်ချီကိုရင်းနဲ့ခံသွားတယ်နော်
နာဝင်းမယ်ဒီအပတ်ပါညီလေးနော်ဟုတ်တယ်ကျွန်တော်မြန်မာကသမားတွေရင်းနှီးတဲ့အပတ်ပါနော် မာလာပြီးကျွဲကြီး စာပင်ချိန်မှာအမှကတော့9-1ပါနော်မြန်မာက9မှတ်ထား တောင်းဆရာကဘာလို့ဆရာလေးတို့ပါဝင်တာသိတယ်ကွာအဲ့လိုတုံ့ပြန်လာတော့ကျွဲကြီး ကဲကိုကျွန်းကြီးရဲ့စာပေတစ်လုံးပေါက်သွားတဲ့အတွက်အမှကတော့တန်း11မှာ ချုပ်ထားပြန်ပြီ နာဝင်းမယ် နာဝင်းအိဒီ နာဝင်းမာနာပြီးပြီအတကောင်းပါလေနော်အတ ကျွဲကြီးဘိုဒီကိုမာပြန်ပြီမိထားသေးတယ် ပြီးတာပဲ ကိုကျွန်းကြီးခွာနေ အတဖွင့်ထားတယ် ဒီနာဝင်းတင်ထားတယ်အော်လိုက်တော့ နော် ဒီကိုကျွဲတားဖြစ်သွားပြီမို့ ကဲအမှကတော့တွဲတန်းဖြစ်သွားပါပြီနော်ကျွဲကြီးနဲ့ ဘူရာပြန်ပြီကျွဲကြီးဘယ်တိုင်းမှာပေါက်ပြန်ပြီ ကဲကျွဲကြီးနဲ့ကိုကျွန်းကြီးရဲ့ဘယ်လိုင်းနဲ့မြောက်ကြားထဲမှာစာပေတစ်လုံးပေါက်သွားတဲ့အတွက်အမှကတော့တာတီးတန်းဖြစ်သွားပါပြီနော်ခုတ်တန်းဖြစ်သွားပါပြီထိုင်းရ73မှတ်မြန်မာက10မှတ်ပါပဲနော်ပြချုပ်ထိုးအောင်ပါကျွဲကြီးပဲဟိုးပါလေကြောင်း ဝင်းနေကြကိုကျွန်းကြီး ကဲလာပါညီလေးနော်စာပင်ချိန်မှာနာဝင်မဲ့နာဝင်มาလာပြီတဲ့အတမိတယ်မိပြင်မဲ့လည်းအရာမထင်ခဲ့ပါဘူးဗျာနော်မနောက်ပါနဲ့ညီလေးမနောက်ပါနဲ့ဗျာနော်စာပင်ချိန်မှာမကတော့လက်ပိုက်ပါနော်မြန်မာမင်္ဂလာပါညီလေးနောက်ပွဲတော့မရှိသေးပါဘူးဗျာနောက်ပွဲတွေကဆက်ပွဲတွေပဲစီးလောက်မှာနော်ညီလေးနော် ချုပ်ပြီး ကျွဲကြီးခွင်ထားတဲ့ဂျွန်ကြီးတာယာမလာတဲ့ တင်ထားပြီအော်လိုက်တာကျွဲကြီး ကဲအမကတော့လက်ပိုက်ပဲဗျာနော်လက်ပိုက်ပါ ဘူရာပြီ ကောင်းပါလေဗျာနော်တဲလေးတွေခောက်ပါအတဲလေးဂျွန်စောကဲကျွန်တော်ခံအစီအစဉ်ခံတဲ့အချိန်တော်ဒီမှာပဲပွဲကတော့ပြီးဆုံးသွားခဲ့ပါပြီဗျာနော် ကဲကျွန်တော်တို့မြန်မာက ကဲ15မှတ်10မှတ်နဲ့ထိုင်းကတော့အနိုင်ရရှိသွားပါတယ်ဗျာနော်ကဲကျွန်တော်လိုက်လို့အားပေးတဲ့တယောက်ယူတိုင်းကိုလည်းအထူးဖြင့်ကျေးဇူးတင်ရှိပါပဲနော်လေးပြကြဗျာမင်္ဂလာရှိတော်ညလေးပြကြပါသေးလုပ်ငန်းကံကံလေးတွေအဆင်ပြေကြပါသေးအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်